ငါးပါးညီမလေးဆိုင်မှာငပိချက်ဒီတို့တွေကချင်းပါပါညာအပြုတ်နဲ့အစုံပေါ့အဲ့လိုလိုပေါ့အနရောင်းလားကိုကိုတိုင်းပြောတာရောင်းတော့ဒီကောင်ငပိချက်ကပူရောင်းတာပေါ့ငပိချက်ကလူကြိုက်များတာပေါ့ဘလောက်ကိုလေထောင်းပါရဲ့တရက်သာမနေ့ပိုင်းညနေရတညနေကျညနေပြန်အသိယူတာပေါ့အဲ့လိုထောင်းပါလေညနေကအားလုံးမြင်တော့တူလားဘယ်လောက်ကြာမလဲကိုဗစ်ကာလအစပုံတာဆိုတော့5-9နှစ်တော့ရှိမှာပေါ့2000-3000အစရတာပေါ့2000-3000ကိုကနေပြီးစရောက်ငပိချက်က1500ငပိရ1000အနည်းဆုံးပေါ့200အစအဲ့လိုရာသီသားထဲတာပေါ့သေရကင်းပေါ့ဆိုသေရကင်းကြောင်ညာသီးပေါ့ဆိုကြောင်ညာသီးအဲ့လိုပေါ့ရာသီသားနဲ့လိုက်ရောင်းတာပေါ့တော့စားလို့ဟုတ်လားတော့စားနေငပိလိုက်ဆိုရပါလားအဲ့ဒီချိန်ကအခက်အခဲရှိတာပေါ့အယောင်းဝယ်လည်းပါတယ်လေအယောင်းဝယ်လည်းပါတယ်အဲ့လိုကိုကတော့အမှန်တမ်းပြောဈေးဖို့ရပြီးရောအိတ်သေးရပြီးရောဆိုပြီးတော့စပြီးအဲ့လိုရောင်းခဲ့တာပေါ့မပြောဘူးရှေ့ကလက်ချမ်းတော့မပြီးရကြတော့ဒီဟိုအင်းစိန်မှာစက်ရုံမှာသွားယူတာဒီကောင်တွေကြတော့ဒီအကျွဲတွေပါကြသီးမင်္ဂလာသေးသွားဝယ်တာဒီကောင်တွေကြတော့ကိုလောက်တာပေါ့အဲ့လိုသီးမတဲ့ဝယ်ပြီးကိုလောက်တာပြန်ပြီးရပါအဲ့ဒီလိုတော့မနေ့9နာရီလောက်ဆိုဖွင့်ပြီးနေ့က12နာရီလောက်ဆိုသိညနေကျ4နာရီလောက်ဖွင့်9နာရီလောက်သိနေပေါ့ဘယ်လိုပဲဖြစ်နေတော့ကိုကဒီနေ့အရသာကိုမြည်သက်ပြီးနောက်တနေ့တည်းဘယ်လိုလုပ်ရင်အရသာတက်မလဲဆိုတော့ကိုယ်တိုင်စားပြီးမှအဲ့လိုချက်တာပေါ့တူတာပေါ့ဒီကောင်းနေဆိုလဲကိုစားလဲဒီတိုင်းပဲခတ်စားတာသူများရောက်လဲဒီတိုင်းပဲအဲ့ပုံစံမျိုးပေါ့ဒီကိမလာတိုင်းပဲအဝမ်းတာလားဟုတ်ကိုရတယ်တော့ကိုကတော့ဒီချင်းပတ်ဆုံးအနည်းဆုံး1000ဘူးကစားရအောင်လေသူကဈေးနှုန်းကြီးတက်တာဟုတ်ပဲချင်းဈေးတွေပါဆိုအရန်တက်နေတော့အဲ့လိုမျိုးဒီကောင်းတွေဆိုအနည်းဆုံး900စားတယ်အခက်အခဲရှိတာပေါ့အခက်အခဲရရှိတယ်ဒါဝေသားမြာသားလေးပေါ့စားသုံးသူလည်းအဆင်ပြေအောင်ကိုလည်းကိုနေရွယ်ရအောင်လေအဲ့လိုလေးပေါ့အဲ့လိုတော့ရတယ်ကွယ်ဘူးဆိုလည်းဒီလိုဘင်းတောင်နဲ့ထမင်းဆိုင်မှာဆိုလည်းနေတဲ့ပုံမှာထမင်းဆိုင်မှာရှိတယ်ဒီနေ့ကလည်းဒီနေ့ကဒီနေ့ပါတယ်ပေါ့ဘလို့ကြပါပါလေလား39 661 8822နာမည်တော့အထူးပြောရမလို့ဟောငပိရေဝါတုတ်ဆိုတာလူတိုင်းသိကြပါတော့ကိုကလက်ချော်ကျင်စိတ်ဆိုတော့မရှိခဲ့ပါဘူးကိုကဘာလို့မိသားစုစားဝန်နေလောက်တာဟုတ်ကိုမိသားစုစားဝန်နေအဆင်ပြေပြီးတော့ဒီနေ့နည်းနည်းရောင်းအောင်နောက်တနေ့ပိုရောင်းအောင်ပဲကြိုးစားတာပေါ့ဒါဟ
မြန်ကုန်တည့်ရက်ကွတမိုင်းသေးနိုင်ရတနာသေးအကျစတာလန်ပြည်လန်တော့ကျစတာလန်ပြည်လန်တော့ကျွန်တော်ကဒီရဟန်းဘယ်လိုချိန်ပြောမလဲဝဲအရန်ကြပြမနာဝတာပါပဲเนาะဟောကိုစီစားတွေဖောက်တယ်တွေလည်းကျေးဇူးတင်တယ်ဝမ်းသာပါတယ်เนาะကျေးအားပေးရတဲ့အတွက်ကိုလည်းကျေးဇူးတင်ပါတယ်ကျေးဇူး900900ဒီညနေလေဟုတ်တော့ကြိုက်စားရတာဟုတ်တယ်ဒီစားရတာဟုတ်တယ်ဟုတ်တယ်အမှန်တော့ဒီလေးနဲ့စားရတာအမှန်တော့ပဲ